Hello အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ရွှေစာရန်ဖျားပေါ့နော်အရန်သွားချင်တဲ့ရွှေစာဖျားကိုဖျားဖို့ရင်းကြတော့ပွဲစည်းတန်းလေးလေးပါဖြစ်ပါတယ်ခင်ဗျာလိုက်ကြည့်ပေးပါဦးဗျာကျွန်တော်တို့မန္တလေးမှာနေတာ3နှစ်ကျော်ပြီပေါ့နော်ဒီဖျားပွဲကိုတစ်ခါမှမရောက်ဖြစ်ပါဘူးဒီနေ့တော့ရောက်ဖြစ်အောင်သွားမယ်ဆိုပြီးကျွန်တော်တို့လာတာပေါ့နော်ဒါမရောက်သေးတဲ့မိတ်ဆွေတွေလည်းသွားပါလည်းတော့ဖျားဖို့သွားကြပါကျွန်တော်တို့တော့အုံချောဘက်ကနေလာတာပေါ့နော်မြင့်ငယ်ဘက်ကနေလည်းလာလို့ရပါတယ်ဒါအရှိဘက်မဟုတ်ပေါ့နော်ဖရားရဲ့အရှိဘက်မဟုတ်ကနေကျွန်တော်စပြီးတော့ဖရားဖူးပါတယ်ခင်ဗျအများကြီးပါနော်လာပြီးနေမတိုင်ခင်မှာကိုတော်တော်လေးကိုစီနေပါပြီဗျအခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့ကျွန်တော်အနောက်ဘက်မုံကနေဖူးမြရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒီဘက်ကပရံကတော့ပို့ပြီးတော့လဲခြေပါတယ်ပေါ့နော်ဒီအနောက်ဘက်ကလည်းကျွန်တော်တော့ကြောင့်ပြီးဖူးမြကြည့်ရှုပါလို့ပြောချင်ပါတယ်အခုကတော့ကျွန်တော်တို့ဖရားရဲ့ဈေးရန်တော့ပွဲစည်းပေါ့ပွဲစည်းဘက်ကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်အဓိကတော့ theory လေးလိုက်ရှာပြီးတော့ဝင်မှာဖြစ်ပါတယ်ဗျာနော်အစုံရှိတယ်ဗျာဖျားပွဲစီဆိုတဲ့အတိုင်းပဲဟိုစက်သွန်ဖြူတွေဆိုတော့လုံးဝစီတတာတွေပြောရမယ်နော်တော်တော်လေးကိုပေါ်ပါတယ်အခြားဝယ်လို့ချမ်းလို့ကောင်းတဲ့အရာတွေအများကြီးရှိပါတယ်ခင်ဗျမဟုတ်ကောင်းလားမသိနော်တော်တော်လေးကိုစီပါတယ်တကယ်ကိုလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ရာသီဥတုကလည်းအရင်မပူတဲ့တွေလေနော်တော်တော်လေးတော့လာစီပြီးတဲ့အချိန်ပေါ့နော်ကဲအခုကတော့ကျွန်တော်ဆက်လေးစီမှာဖြစ်ပါတယ်ထွေပလီလည်းဝင်လာခဲ့ပါပြီနော်ဆက်လေးမစီတာလည်းတော်တော်လေးကြာပြီဆိုတော့စီကြီးမှာဖြစ်ပါတယ်ခင်ဗျဟိုဒုဋ္ဌဝရီမြေပေါ်ပေါ့နော်ဒီကမြစ်ကုန်းမှာကျွန်တော်တို့၎င်းကြချောင်းရှိတဲ့ဘက်ကိုသွားမှာပေါ့နော်အဲ့ဒီမှာဘုရားဖူးမှာဖြစ်ပါတယ်နေကအရင်မပူပါဘူးရှိရတဲ့အရင်အေးပါလို့ဘုရားလာရင်တော့ဆက်လေးလေးနဲ့စီကြည့်ပါတော့တော်တော်လေးပြောစရာကောင်းပါတယ်ဆက်လေးကျွန်တော်တို့ရက်တော့အပေါ်တက်ခဲ့တာပေါ့နော်ဒီအပေါ်မှာလည်းကျွန်တော်တို့ဇီဒီနဆူဘောနော်ဇီဒီနဆူရဟိုအောက်မှာဆိုကျွန်တော်တို့နှောင်းကြချောင်းရှိပါတယ်အခြားလည်းကျွန်တော်တို့မရိုက်ခဲ့ရဘူးဘောနော်အခြားအခုကတော့ပြန်ပါပြီရွှေစာရန်ဖျားဘက်ကိုပြန်มาဖြစ်ပါတယ်အသွားတော့ကဆက်လီကိုဖုံးဆက်ခေါ်တယ်မလောက်ဘောနော်ဟောအဖို့ကတော့ရှင်းခဲ့ပြီသားပေါ့ဖုံးဆက်ခေါ်တော့လာပြီပေါ့နော်အဲ့လိုမျိုးကိုယ်လည်းမစောင့်နိုင်တာပဲတော့အမြန်ထွက်ပဲဆက်လီနဲ့ပဲတခါပြန်လိုက်ခဲ့ရတာပေါ့တော်တော်လေးလာပါတယ်နေပူတယ်ဆိုတော့လည်းပူအားကျုံတတ်ပါတယ်ပေါ့နော်ရေကလည်းအရင်အေးတယ်ဆက်လီစီကတော်တော်လေးပျော်တယ်ကောင်းတယ်ပေါ့နော်ကိုယ်လည်းမစီးတာကြာလို့တော့မသိဘူးဟိုအသွားပြန်တယ်အများကြီးပဲနော်ဒါကျွန်တော်ဟိုဘောတော့ဆက်လီစီးမှဆိုရင်တော့အသွားကိုတက်ရှင်းပေါ့နော်အသွားရှင်းပြီးတော့အပေါ်မှာကိုဖျားဖို့ဘာညာပူပြီးတော့ကိုပြန်ကျင်တဲ့ချိန်ပြန်လို့ရအောင်အပြန်အောင်တက်အောက်မှာအများကြီးပဲရှိတယ်ပေါ့နော်ဆက်လီလေးအပြန်အောင်လည်းတက်ငါပေါ့နော်အဲ့ဒါဆိုတော့စောင့်ကြရမလို့တော့ဘူးနော်ကျွန်တော်တို့နဲ့ပါလာတဲ့အဖွဲ့တွေကရေချိုးချင်တယ်ဆိုတော့လေကိုကန့်ကတ်တာပေါ့နော်ရှေ့တော်တော်လေးကြည်နေတာပေါ့နော်ဆင်းကြည့်တဲ့အရင်အေးပါတယ်နော်တကယ်ကိုကန်းချီကိုရောက်သွားလို့ပါပဲနော်ကျွန်တော်တို့ဖျားလဲဖူးပြီးပြီပွဲကျင်းလည်းလဲပြီးပြီဆက်လက်စီးပြီးပြီဆိုတော့ကျွန်တော်တို့ပြန်တော့မယ်ဝယ်ကြရှိရလဲဝယ်ပြီးဆိုတော့ကျွန်တော်ဖြစ်ပါတယ်အားလုံးကြည့်ရှုအားပေးတဲ့ငုံမလေးအားလုံးကျေးဇူးများတင်ပါတယ်။ဘုရားပြန်လဲဆုံးပေးပါဖြစ်ပါတယ်။